ကျိုးစားကြသမီးတို့ရေကျိုးစားပြီးတော့စိုက်ကြပါတို့လည်းအထွက်တို့မှာအလူကြီးများများသိနိုင်မှာဟာဒါရှင်းထုံးသားလေးရွှေဖုံးဖုံးကျိုးစားပြီးထွင်ကြဟဲ့သားလေးကတခင်းထင်လောက်ထုံးပြလိုက်စမ်းပါ